အားလုံးပဲမင်္ဂလာပါ Historical Image ရဲ့ YouTube channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ Greek နဲ့ Persia တို့ရဲ့စစ်ပွဲအကြောင်းပင်ဖြစ်ပါတယ်ကျွန်တော်ကတော့ Joel ပါ Greek နဲ့ Persia တို့ရဲ့စစ်ပွဲအကြောင်းကိုမပြောခင်ပထမဆုံးအနေနဲ့ Greek မြို့ပြနိုင်ငံတွေနဲ့ Persia Empire ပေါ်ပေါက်လာပုံကိုအရင်တင်ပြပေးသွားမှာဖြစ်ပါတယ် BC စနစ်ရာစုဝန်းကျင်တွင် Lulian, Ionian နဲ့ Aeolian လူမျိုးစုတို့ဟာမြို့ဘက်ပိန်းကနေ Greek ကျွန်းဆွယ်ဒေသသို့ပြောင်းရွှေ့လာခဲ့ကြပါတယ်။ Lulian တို့က Greek ကျွန်းဆွယ်ရဲ့တောင်ဘက်အစွန်းထိရောက်ရှိကြပြီး Peloponnesus လို့ခေါ်တဲ့ဒေသမှာအခြေချနေထိုင်ခဲ့ကြက Sparta မြို့ကိုတည်ထောင်ခဲ့ကြပါတယ်။ Lulian တို့နောက်မှာတော့ Ionians တို့က Greek ကျွန်းဆွယ်ရဲ့အရှေ့တောင်ဘက်မှာရှိတဲ့အဒီတာအရက်ဒေသမှာအခြေချခဲ့ကြပြီး Athens မြို့ကိုတည်ထောင်ခဲ့ကြပါတယ်။တချို့ Ionian တို့ကပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာအခြေချခဲ့ကြပါတယ်။ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာအခြေချခဲ့ကြတဲ့ Ionian တို့ဟာနောက်ပိုင်းတွင်ရေချောင်းမှာအလွန်ကျွမ်းကျင်လာပြီး BC 17ရာစုအရောက်မှာတော့ပုံမူရတဲ့ဒေသဖြစ်တဲ့အာရှမိုင်းနာကျွန်းဆွယ်အထိရေချောင်းနဲ့သွားကအခြေချနေထိုင်နိုင်ခဲ့ကြပါတယ်။ Greek မြို့အလုံးဟာတစုတစည်းနဲ့ဘိန်းနိုင်ငံတစ်ခုဒါမှမဟုတ် Empire တစ်ခုအဖြစ်မတည်ရှိပဲတတိတခြားစီလွတ်လပ်ပေါ်ပါစွာနဲ့မြို့ပြနိုင်ငံငယ်လေးများအဖြစ်သာနေထိုင်ခဲ့ကြပါတယ်။ BC 939ခုနှစ်တွင် Persia တို့ဟာ Cyrus the Great ရဲ့ဦးဆောင်မှုနဲ့သူတို့ကိုအုပ်ချုပ်တဲ့ဘေဘီလိုနီးယားဘိန်းနိုင်ငံကိုတော်လှန်ပေါ်ခဲ့ကြပြီးနောက်ဆုံးတွင်အောင်နိုင်ခဲ့ကြပါတယ်။ဘေဘီလိုနီးယားလူညာကြီးမားတဲ့ဘိန်းနိုင်ငံကိုအောင်နိုင်တဲ့ Persia တွေဟာနေမီစစ်လက်ထက်ကျွန်းကြပြီးနေပဝန်းကျင်မှာရှိတဲ့ဘိန်းနိုင်ငံငယ်တွေကိုသိမ်းပိုက်ခဲ့ကြပါတယ်။အဲလိုနေမီရီချက်တူရင် Cyrus ဟာအီဂျစ်ကိုတိုက်ခိုက်သိမ်းပိုက်ဖို့ခြေတက်နေစဉ်လမ်းခရီးတွင်ကိုလွန်တော်မူခဲ့ပါတယ်။ Cyrus ရဲ့အရေးအရာကိုသူ့သား Cambyses က BC 930ခုနှစ်တွင်ဆက်ခံခဲ့ပါတယ်။ Cambyses ရဲ့လက်ထက် BC 925ခုနှစ်တွင် Persia တို့ကအီဂျစ်တို့ကို Pelusium တိုက်ပွဲမှာအောင်နိုင်ခဲ့ကြပါတယ်။ BC 922ခုနှစ်တွင် Cambyses ကွယ်လွန်ပြီးသူ့သား Darius the Great က Persia Empire ကိုဆက်ခံခဲ့ပါတယ်။ Darius ရဲ့လက်ထက်မှာ Persia Empire ဟာအီဂျစ်ကနေအိန္ဒိယနယ်စပ်အထိကျယ်ပြန့်ခဲ့ပါတယ်။ BC 919ခုနှစ်တွင် Darius က Greek မြို့ပြနိုင်ငံများစွာတည်ရှိတဲ့အာရှမိုင်းနာကျွန်းဆွယ်ဒေသကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။လွတ်လပ်ပေါ်ပါစွာနေထိုင်တတ်တဲ့ Greek လူမျိုးတွေဟာကြီးမားကျယ်ပြန့်တဲ့ Empire ရဲ့အစိတ်အပိုင်းဖြစ်နေတာဝေးလံတဲ့ဒေသတစ်ခုကနေလူတအုပ်ကသူတို့ကိုအုပ်ချုပ်နေတာကိုသဘောမကျခဲ့ကြပါဘူး။ဒါကြောင့် BC 499ခုနှစ်တွင်အာရှမိုင်းနာမှာရှိတဲ့ Greek တွေကသူတို့ကိုအုပ်ချုပ်တဲ့ဘာရှာအရာရှိတွေကိုနှင်ထုတ်ခဲ့ကြပြီးဘာရှာ Empire ရဲ့အုပ်ချုပ်မှုကိုတော်လှန်ပေါ်ခဲ့ကြပါတယ်။အာရှမိုင်းနာဒေသက Greek တို့ရဲ့ဘုံဝန်ထကြွမှုကို Greek ကျွန်းဆွယ်မှာရှိတဲ့ Greek တွေကထောက်ပံ့ပေးခဲ့ကြပါတယ်။အထူးသဖြင့် Athens မြို့ပြနိုင်ငံကအဓိကဦးဆောင်ပြီးကူညီပေးခဲ့ပါတယ်။ထိုကဲ့သို့အခါကလူတွေတမတ်ထားတဲ့ကမ္ဘာရဲ့အစိပ်ပိန်အားလုံးဒီပါကိုအောင်နိုင်တဲ့ဘရင်ရဲ့ဘရင်ပွဲခံထားတဲ့ Darius the Great ဟာအလုံးမြတ်တော်သားထွက်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဘာမှမဟုတ်တဲ့မျိုးနွယ်စုလေးကသူ့ကိုစိန်ခေါ်ရတာကြောင့်ပင်ဖြစ်ပါတယ်။ဒါကြောင့် Darius က Athens မြို့နဲ့ Greek လူမျိုးတွေရဲ့နေမီအားလုံးကိုချီးမွမ်းဖျက်ဆီးပေးဖို့အတွက်ဘာရှာ၏တက်ကြီးကိုစီလွတ်ခဲ့ပါတယ်။ Greek တို့ကိုတိုက်ခိုက်ဖို့စီလွတ်လိုက်တဲ့ဘာရှာ၏တက်ကြီးဟာကံမကောင်းစွာပဲမုန်တိုင်းမိပြီးကျုပ်ဆောင်တွေနဲ့တိုက်ကမြင့်မြတ်ပျက်စီးကုန်ပါတယ်။ဒီတရင်ကို Darius ကကြားသိတဲ့အခါအနာပေါ်ဒုတ်တုတလူဖြစ်သွားပြီးဒေါသအလွန်ထွက်ခဲ့ပါတယ်။ဒါကြောင့်အလွန်ကြီးမားတဲ့ရေတက်ကိုသူ့တမက်ကိုယ်တိုင်ဦးဆောင်စီပြီး Greek နဲ့ Athens မြို့ကိုဖျက်ဆီးပေးဖို့အတွက်ဒုတိယအကြိမ်ထပ်မံစေလွှတ်ပြန်ပါတယ်။အဲဒီပါရှာ၏တက်ကြီးကလမ်းခရီးတစ်လျှောက်မှာရှိတဲ့ကျွန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ကြပြီးမြို့ရွာများစွာကိုဖျက်ဆီးပစ်ခဲ့ကြပါတယ်။နောက်ဆုံးတွင်မာရဒွန်ဆိုတဲ့ Greek ကျွန်းဆွယ်ရဲ့နေရာတစ်ခုမှာကျုပ်ချပြီးတက်ဆွဲခဲ့ကြပါတယ်။ဘာရှာစစ်တပ်ရဲ့စုစုပေါင်းအင်အားကတော့9000ကျော်တယ်လို့မှတ်တမ်းချို့မှာတွေ့ရပါတယ်။စစ်သည်များ1000သာရှိတဲ့ Athens မြို့ပြနိုင်ငံတဲ့အင်အား9ဆလောက်သာပါတယ်။ဒါပေမဲ့ Athens ဘက်မှာတော့ရဲရင်ပြီးစီးကျွမ်းကျင်တဲ့စစ်သူကြီး Miltiades ရှိပါတယ်။ Miltiades ဟာဘာရှာရီဂျာမှာနှစ်ပေါင်းများစွာနေထိုင်ဖို့လို့ဘာရှာရီရဲ့
ဤပြူဟာတွေကိုအကုန်တီးထားခဲ့ပါတယ်ဒီတိတ်ပွဲမှာရှုံးရင်သူတို့ရဲ့လွတ်လပ်ခွင့်တွေအသက်တွေသားမကဇနီးနဲ့သားသမီးတွေအကုန်လုံးဆုံးရှုံးသွားမှာကိုဂရိတ်စစ်တပ်ကကောင်းကောင်းသိနေခဲ့ကြပါတယ်ဒါကြောင့်မာရဒွန်အရက်မှာတဆွဲထားတဲ့ဘာရှာစစ်တပ်ကြီးကိုရုတ်တရက်တော်ရုတ်တရက်ကြပါတယ်ငိမ့်မိသွားတဲ့ဘာရှာတို့ကအတီးပြုတ်များစွာနဲ့သူတို့ရဲ့အင်ဘော်ရီစီကိုထွက်ပြီးသွားကြပါတယ်ဘာရှာစစ်တပ်ဟာသူတို့လာလာအတိုင်းပြန်မဆုပ်ပဲအသန်စ်မြို့ဘက်သို့ရွှေ့လွန်သွားတာကိုမီလီတီယာဂျစ်ကသတိထားမိခဲ့ပါတယ်ဒါကြောင့်မီလီတီယာဂျစ်ကအောင်ပွဲခံပြီးပွဲတော်မကျင်းပတော့ပဲသူ့တပ်ဖွဲ့ကိုကုန်းချောင်းကနေအသန်စ်မြို့ဘက်သို့အမြန်ခြေတက်စီပါတယ်အကောက်ကွယ်မဲ့နေတဲ့အသန်စ်မြို့သားတွေကိုသတိပေးဖို့မီလီတီယာဂျစ်ကသူ့ချီမြန်တော်ဖိတ်ဒီဖက်တက်စ်ကိုအသန်စ်မြို့သို့စီလွတ်ခဲ့ပါတယ်ချီမြန်တော်ဖိတ်ဒီဖက်တက်စ်ကလည်းမာရဇွန်ကနေ26မိနစ်မြောက်ဝေးတဲ့အသန်စ်မြို့ကိုတရက်အတွင်းရောက်အောင်မနာရန်အမြန်ပြီးမြို့သားတွေကိုကြိုတင်ပြင်ဆင်ဖို့သတိပေးနိုင်ခဲ့ပါတယ်ဒါပေမဲ့ဝန်နေစရာကောင်းတာကတော့သူပြောပြတာနဲ့အသက်ထွက်သွားခဲ့ပါတယ်ယနေ့ခက်ကျင်းပတဲ့မာရဒွန်ဒါဝိအပြည့်ပြိုင်ပွဲဟာဖိတ်ဒီဖက်တက်စ်ကိုဂုဏ်ပြုပြီးကျင်းပကြတာပင်ဖြစ်ပါတယ်ဂရိတ်စစ်တပ်ကြီးအသန်စ်မြို့ကိုပြန်လည်ရောက်ရှိတဲ့အချိန်တွင်အသန်စ်ကန်ချီကနေဘာရှာရီတပ်ကြီးကိုမြင်တွေ့နိုင်ခဲ့ပါတယ်ဒါပေမဲ့တိတ်ပွဲတော့မဖြစ်ပွားတော့ပါဘူးဘာရှာတွေကဂရိတ်စစ်တပ်ကိုမြင်တော့သူတို့ရဲ့မြို့ချစ်စိတ်ဓာတ်နဲ့ရဲစွမ်းသက်တွေကိုလမ်းတာကြောင့်တက်ပြန်ဆုတ်ခဲ့ကြပါတယ်ဒါကြောင့် BC 490မှာဖြစ်ပွားခဲ့တဲ့ပထမဘာရှာကျူးကျော်စစ်ပွဲတွင်ဂရိတ်တို့ကအနိုင်ရရှိခဲ့ကြပါတယ်ဂရိတ်မဟာမိတ်တပ်ကိုအထက်စတာတို့ကဦးဆောင်ပြီးစပါတာမြို့ပြန်နိုင်ငံကတော့ပထမကျူးကျော်စစ်တွင်မပါဝင်ခဲ့ပါဘူးဒရာယက်စ်ကသူ့စစ်တပ်ကြီးရှုံးနိုင်သွားတာကိုကြားသိတဲ့အခါအလွန်မြတ်တော်သားထွက်ခဲ့ပါတယ်ဒါပေမဲ့ဘာမှမတတ်နိုင်ခဲ့ပါဘူးဘာလို့လဲဆိုတော့ဒီကာလမှာအီဂျစ်တို့ထားကြောပုံကဏ္ဍကိုနိုင်နေရတာကြောင့်ပင်ဖြစ်ပါတယ် BC 486ခုနှစ်တွင်ဒရာယက်စ်ကွယ်လွန်တော်မူပြီးသူ့သားဇာရဇစ်ကဘာရှိုင်ပါယာရဲ့အရှင်သခင်ဖိလာခဲ့ပါတယ်ဇာရဇစ်ကလည်းသူ့ခမဲတော်နီးတူဂရိတ်တို့ကိုသိမ်းပိုက်အုပ်ချုပ်နိုင်ဖို့အတွက်ကြံစည်ခဲ့ပါတယ်ဒါကြောင့်သူ့ရင်ပါယာတွဲမှာရှိတဲ့လူမျိုးပေါင်းစုံကနေစစ်တင်အမြုပ်များကိုစုစည်းပြီးအလွန်ကြီးမားတဲ့စစ်တပ်ကြီးကိုဖွဲ့စည်းခဲ့ပါတယ်။တမိန်မှတ်တမ်းတွေအရဇာဇီရဲ့စစ်တပ်မှာညတသိန်းကျော်ရှိတယ်လို့သိရပါတယ်။ BC 480ခုနှစ်တွင်အီရမပါရှားစစ်တပ်ကြီးကိုဇာဇီစကိုတိုင်ဦးစီးပြီးတော့ကုန်းချောင်းဒီချောင်းဟူရဲ့စစ်ကြောင်းတစ်ကြောင်းဖွဲ့ကဂရိဒေတာကိုထပ်မံကြိုးကြော်ခဲ့ပြန်ပါတယ်။ဒုတိယကြိုးကြော်စစ်မှာတော့စပါတာမြို့ပြန်နိုင်ငံကလည်းဂရိမြို့ပြန်နိုင်ငံများမဟာမိတ်တပ်ဖွဲ့ထဲတွင်ပါဝင်လာခဲ့ပါတယ်။စပါရန်ဘရင်လီယိုနီဒတ်စ်ကစပါရန်စစ်တပ်ကြီးကိုဦးစီးပြီးသာမိုပိုင်လီတောင်ကြားလမ်းကနေဘာရှာတို့ကိုခုအတက်ရခဲ့ပါတယ်။ကျွန်တော်တို့အားလုံးနေပါကြည့်ဖို့တဲ့300ရုပ်ရှင်ဇာတ်လမ်းဟန်ဤတရုတ်ဖိုင်လီတိုက်ပွဲကိုခြေခံပြီးရေကူးထားတာပင်ဖြစ်ပါတယ်။ဘာရှာတို့ရဲ့နေရာတောင်းချီရှိတဲ့စစ်တပ်ကြီးကနေရာထောင်ဝန်းတာရှိတဲ့စပါတန်တို့ကိုမြင်တဲ့အခါပြည့်ရပြုတ်လက်လက်နဲ့ချက်အညံ့ခံရန်ဇာတန်ဟိုခဲ့ကြပါတယ်။စပါတန်တို့ကငါတို့ရဲ့လက်နက်တွေကိုလိုချင်မင်းတို့ကိုယ်တိုင်လာယူလေလို့ဆိုပြီးရဲဝင်စွာပြန်လည်ချီပခဲ့ကြပါတယ်။ပြီးတော့ဘာရှာတို့ကငါတို့ရဲ့များတွေဟာမြင်းအောင်ကိုတောင်ဘုံလွှမ်းနိုင်အောင်မြပြလွတ်လှတယ်ဆိုပြီးချိန်ချုပ်ပြန်တော့စပါတန်တို့ကခေါင်းလာဖို့ဒါဆိုရင်ရဲအောင်မှာတိတ်ကြတာပေါ့လို့သမိန်တွင်မဲ့စကားနဲ့ပြန်လည်ချီပခဲ့ကြပါတယ်။စပါတန်တို့ကဘာရှာတက်ကြီးကိုပြတ်တော်ရန်ကြအောင်ထိန်းထားနိုင်ခဲ့ပေမဲ့ဝိကစ်စာဖို့တအုပ်ရဲ့လမ်းပြမှုကြောင့်ဘာရှာတို့ကတောင်ကျလန်းကိုဖြတ်တဲ့လမ်းကိုတီးသွားပြီးစပါတန်တို့ကိုဝိုင်းနိုင်ခဲ့ကြပါတယ်။ဒါပေမဲ့စပါတန်တို့ကတအုပ်တယောက်မျှလည်းနဲ့မချပဲနောက်ဆုံးထွက်တဲ့အထိတိတ်ပွဲဝင်ခဲ့ကြပါတယ်။ဒါတို့ပိုင်လီတိုက်ပွဲကဂရိတ်တို့ရဲ့ရဲစွမ်းသက်တွေနဲ့ယူချစ်စိတ်သက်ကိုအလွန်ပေါ်လွန်ထင်ဟပ်စေခဲ့ပါတယ်။ထိုအချိန်မှာပင်အသက်စတူရဲ့ဘောင်းဆောင်သမစ်စတကောက်ကသူ့နိုင်ငံသားတွေကိုမာရသွန်တိုက်ပွဲလိုဘောင်းပွဲနိုင်ပွဲကမဲရန်ဖိနိုင်ကြောင်းသတိပေးခဲ့ပါတယ်။ဒါကြောင့်ဘာရှာရီတက်ကို
ရင်ဆိုင်နိုင်ဖို့အတွက်ဒီတက်ဖွဲ့ဖို့လူကြောင့်ပြောပြီးဒီတက်ကိုဖွဲ့စည်းခဲ့ကြပါတယ်။ဘာရှာစစ်တပ်ကြီးအတက်မြို့နီးကိုရောက်ရှိလာတဲ့အခါသမစ်စတကာကပုံမအချက်ချကြတဲ့နေရာမှာတိတ်ပွဲကိုဟောဆောင်ခြင်းလို့အတက်မြို့သားတွေအားလုံးကိုမြို့ကနေခဏရှောင်းတိုင်းဖို့တိတ်တွင်းခဲ့ပြီးဆလာမစ်ဆိုတဲ့ကျွန်းငယ်လေးတစ်ခုမှာတွားရောက်နေထိုင်စီခဲ့ပါတယ်။ Greek မဟာမိတ်တပ်ကိုလည်းဆလာမစ်ကျွန်းအနီးတစ်ဝိုက်မှာတဆွဲစီခဲ့ပါတယ်။ဘာရှာတက်ကြီးအတက်မြို့ကိုရောက်ရှိလာတဲ့အချိန်မှာတော့မြို့ထဲမှာမိတုကိုမြမတွေ့ရှိပဲစွန့်ခွာသွားခံနေရပြီဖြစ်တာကိုတီးပြီးနောက်တမျိုးလုံးကိုမိရှုဖျက်ဆီးခဲ့ကြပါတယ်။အတက်မြို့သားတွေကလည်းဆလာမစ်ကျွန်းကနေသူတို့မျိုးဖျက်ဆီးခံရတာကိုရင်းနာစွာနဲ့ရမြော်ကြည့်နေခဲ့ကြပါတယ်။မကြာမီဘာရှာ၏တက်ကြီးဟာဆလာမစ်ကျွန်းအနီးမှာရောက်လာပြီးတချို့လုံးကိုဝန်ရံခဲ့ကြပါတော့တယ်။ Greek မဟာမိတ်တပ်ဖွဲ့ကတချို့တပ်ဖွဲ့ဝင်တွေဟာကျိုးစိတ်တွေဝင်လာပြီးအတက်မြို့သားတွေကိုချန်ခဲ့ကကိုလူထပ်ပြီးဖို့ကျူပန်းလာခဲ့ကြပါတယ်။ဒါပေမဲ့သမစ်စတကာရဲ့စီယုံရေးစွမ်းရည်ကြောင့် Greek မဟာမိတ်တပ်ဖွဲ့ကြီးဟာပြိုကွဲမသွားခဲ့ပါဘူး။ပြီးတော့သမစ်စတကာကပရိယေတုံးပြီးဇာစီစတန်စတတအုပ်ကိုလှုပ်ဝက်စာနဲ့စီလွတ်ခဲ့ပါတယ်။သမစ်စတကာပိုလိုက်တဲ့စာမှာတော့မြန်တိတ်ပါမဟုတ်ရင်အတက်မြို့သားတွေနဲ့သူတို့မဟာမိတ်တွေလွတ်ကုန်လိမ့်မယ်လို့ရေးသားခဲ့ပါတယ်။ဇာစီစကလည်းအဲဒီစာကိုတွေးပြီးတဲ့အချိန်မှာသူ့ရဲ့တီးငယ်ပြီးလေမြန်ဖြက်လက်တဲ့စစ်တင်ပေါ်များစွာနဲ့ဆလာမစ်ကျွန်းကိုတရိပ်စီခဲ့ပါတော့တယ်။ Greek တို့ရဲ့တင်ပေါ်တွေဟာကြီးမားပြီးလှုပ်ရှားရတာဘာရှာတင်ပေါ်တွေထက်ပုံမခက်ခဲပါတယ်။ဒါပေမဲ့ Greek တို့ကသူတို့ရဲ့လွတ်လပ်ရေးနဲ့နောင်လာနှုတ်သားတွေရဲ့အနာဂတ်အတွက်ဘာရှာတွေကိုပြင်းရထန်ဟိုဝန်တခဲ့ကြပါတယ်။ဇာစီစကသူ့ရဲ့ပေါ်ပါဖြစ်လက်တဲ့စစ်တင်ပေါ်တွေကို Greek တို့ရဲ့ကြီးမားတဲ့စစ်တင်ပေါ်တွေကဝင်ဆောင်ပြီးတစည်းပစည်းညမြုပ်စီတာကိုဝေးကနေလမ်းကြည့်နေခဲ့ပါတယ်။ Greek တို့ကိုသူ့၏တက်ကမနိုင်နေတော့မှတိလာတဲ့အခါသူ့၏တက်တစ်ခုလုံးကိုပြန်လည်ဆုတ်ခွာစီခဲ့ပါတယ်။လွန်ခဲ့တဲ့10နှစ်ကဖြစ်ပွားခဲ့တဲ့မာရသွန်တိတ်ပွဲလိုပဲ Greek တို့ကပင်အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။ဘာရှာရှိတက်ကူလည်း BC 499ခုနှစ်တွင်စပါရန်ဦးဆောင်တဲ့ Greek မဟာမိတ်တပ်ဖွဲ့ကပလာတီအော့တိတ်ပွဲမှာရှီမွန်နိုင်ခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ဘာရှာတို့က Greek ကျွန်းဆွဲကူဘယ်တော့အခါမျှကျူးကျော်စစ်မစီနွဲကြတော့ပါဘူး။ဒီ Greek ဘာရှာစစ်ပွဲကနေရတဲ့တင်ငန်းစာကတော့ဘလို့ပဲရကွာဟနေပါစေစီလုံးပြီးအမိမြေအတွက်အသက်ကိုစွန့်ရတဲ့တတိရှိရင်အောင်မြင်မှုကိုမလွဲမသွေရနိုင်မိတာဖြစ်ပါတယ်။ဆုံးထိနာဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။တင်ဆက်ပြီးတဲ့အကြောင်းအရာကိုချိန်နေတဲ့ရင်ကျွန်တော် channel ကို like subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ။